မင်္ဂလာပါ generator ကြီးပြပြအရန်နေမူက on နေပြီမို့လို့ရန်ပြချင်နေတဲ့ဟာလေးကိုအရင်အမီးလေးပြောပြမယ်ပေါ့နော် recording ကိုနောက်မှအေးစစ်စစ်မှစမယ်ဆိုတဲ့ဟာအခုတော့စထားလိုက်တော့မယ်နည်းနည်း predictive astrology ကိုအရန်နေကြွေနေပြီမို့လို့ပါရှင် right တကယ်ကတော့ astrology ကိုခုမှအပေါ်ယံ surface လေးပဲဒီချဲလဲ scratching ဖြစ်တာပါဒါပေမဲ့လို့တိလာတလောက်ကလေးနဲ့အကျိုးယူတတ်ရင်ပညာဆိုတော့အကျိုးရှိမယ်လို့ထင်လို့ပေါ့နော်ပြောပြမယ်အဲ့တော့အရင်ဦးဆုံးအမီးအနေနဲ့ predictive astrology ကိုပြောတဲ့အခါမှာ predictive ဆိုတဲ့စကားလုံးလေးကိုတွားယူပြီးတော့ဟာငါ့တော့ရှေ့ဖြစ်တော့ horror မှာပဲရှေ့ဖြစ်တွေတော့ပြောသိရမှာပဲလို့မထင်ပါနဲ့အဲ့လိုထင်ရင်မှားပါပြီစပြီးတော့ဘာဖြစ်လို့လဲဆိုရင် predictive ဆိုတဲ့နေရာမှာကြိုတင်ပြီးတော့ဖြစ်ပေါ်လာမယ့်အရာတွေကိုကိုကဘယ်လိုသဘောတရားနားလည်မလဲကိုပဲကြည့်တာပါအဲ့တော့ကျယ်ကြီးအကျယ်ကြီးထဲမှာမှ ocean အကြီးထဲမှာမှဒီချဲတိတလောက်ကန်းဆက်ကလေးကိုကမ်းမြင်လမ်းမမြင် ocean ကြီးထဲမှာမှကမ်းမြင်လမ်းမြင်အောင်ဘယ်လိုကူးမလဲလို့ပြောပြရှင်လို့ predictive astrology ကိုဒီချဲနားလည်တဲ့လောက်ရှင်းပြပါမယ်အဲ့တော့ဒီချဲရဲ့အရင်design တွေလည်းအကုန်လုံးကဖြစ်ချင်နိုင်နေဖြစ်ဒီချဲရဲ့အရင်basic astrology ကိုတက်မြောက်ထားတဲ့သူသူဖြစ်ချင်နိုင်နေဖြစ်ပြီးတော့ recording လုပ်တာတော့မှ professional အရင်ကြာအရင်ဦးဆုံး sun moon rising နေဘတ်ချက်ရဲ့ natal chart တစ်ခုရဲ့ basic background နေဟို facts တွေဆိုတာကဒီချေတို့ကကြက်ယူမှတ်ယူလို့ရတယ် facts တွေဆိုတာကမသိရင် reference ကိုပြန်ပြီးတော့ပြန်လှန်ကြည့်လို့ရတယ်ဘိုးအုပ်ကြီးပေးချပြီးတော့ပြလို့ရတယ်ဒီချေရဲ့သင်ကြားနည်းပုံစံ method ကတွေးပါတွေးခေါ်ပါအဲ့ဒီတွေးခေါ်ပုံမှာခက်တာပါပဲဒါပေမဲ့အခုခေတ်က AI ကလည်းရှိနေပြီဆိုတဲ့အခါကျတော့တွေးဖို့တော့မလိုတော့ဘူးဒါပေမဲ့တခုပြဿနာလူဆိုတာမတွေးဘူးဆိုရင်တွေးတွေတည်သွားပြီဆိုရင်လူတည်သွားသလိုပဲအဲ့တော့ AI ဘယ်လိုပြောပြောဘယ်ဟာတွေကဘာပြောပြောကိုယ့်ရဲ့ inner compass နဲ့ as above အပေါ်မှာဖြစ်တဲ့ကဲ့သို့ so below ဒီအောက်ကလူတွေမှာခံစားရတဲ့ internal compass ကြီးကိုမမေ့ပါနဲ့ဒီချေတို့ဒီ predictive astrology ဆိုတဲ့ဟာကိုလေ့လာတဲ့အခါမှာဒီချေတို့ရဲ့ inner compass ကအရင် navigation တွေအရင်ပေးတယ်အဲ့ဒီ navigation တွေဖြစ်နေတဲ့အချိန်မှာလူကတချို့ကစိတ်တွေလေးသွားတယ်တို့မှုတွေတောင်းသွားတယ်တို့မှုတွေကြွတက်တယ်တို့စိတ်တွေကလှုပ်ချင်စိတ်တွေအရင်အခုတစ်ချက်လို့ပေါ့အခုဒီဟာကြီးကိုအခုချက်ချင်းကြီးအရန်ကြီးပြောပြချင်နေတယ်ဆိုတာဘာကြောင့်လဲဆိုတော့တစ်ချက်ကသဘောအထက်ကဖြစ်နေတဲ့ဟာကို explanation ရှိလာတယ် creative astrology ကိုသိလာတဲ့အခါမှာဥပမာအခုဆိုဒီချက်ကို Venus return ဖြစ်နေတာ Venus return ဖြစ်နေတဲ့အခါကျတော့ Venus conjunct Venus ပြန်ဖြစ်နေတဲ့အခါကျတော့ဖြစ်နေတဲ့နေရာကလည်း house က domain ကလည်း where ဆိုတဲ့ domain မှတ်မိမယ်ထင်တယ်နော် planets တွေကဘာ theme လဲကိုပြောတယ်ဘလို့ဖြစ်လဲကိုဇိုတာရက်ကပြောပြီးတော့ဘလို့အရာဘလို့နေရာတွေမှာဖြစ်ပေါ်လဲဘလို့ကိစ္စမျိုးတွေနဲ့ပတ်သက်လို့လဲဆိုတာကိုကြတော့ house တွေကပြောတယ်ပေါ့နော်အဲ့တော့တိကျအခုချိန်မှာအရန်ကိုပြောပြချင်နေတယ်ဆိုတော့အမီလေးပေးချင်နေတယ်ဆိုတဲ့ဟာကဘယ်ကလာတယ်လဲဆိုလို့ရှိရင်ဒီချက်ရဲ့အခု Venus return portal ကြီး activation portal ကြီးပွင့်နေတဲ့အချိန်မှာဒီ window ကြီးကိုဒီချက်ကမသုံးလိုက်ရမှာနှမျောနေတာပြောချင်စိတ်အများများနေရဲ့ internal guidance ကပေးချင်နေတယ်ဆိုတော့အဖြေ why ဆိုတဲ့အဖြေက predictive astrology ကချက်ကိုပေးတယ်ပေါ့နော်အဲ့တော့အဖြေကလည်းရှိနေမှာတော့သုံးတက်ရင်စေးဆိုတော့တစ်ချက်ပြပါမယ်အဲ့တော့ number 1 predictive astrology ကိုမပြောပြ basic intro လေးကိုမပြောပြခင်ဒီချက်ရဲ့ astrology basic lecture e-lecture တွေကိုနားထောင်ထားရမယ်အဲ့ဒီမှာ house တွေ planet တွေသူတို့ရဲ့ rulership တွေ sign တွေ modality တွေ elements တွေဒါတွေကိုအနည်းဆုံးတိမိခေါက်မိထားရပါမယ်ဒါမှသာလျှင်ချိတ်ဆက်တဲ့အခါမှာသဘောတရားတွေကိုတွဲလင့်တကူ
ဒီမှာပါအလွတ်ရခုနပြောလို့ပဲအလွတ်ရစရာမလိုဘူး you can always ask but AI ကိုခိုင်းကျင်တယ်ဆိုရင်တော့ကိုကဘယ်လိုမျိုးကြောင့်ခိုင်းတယ်လဲဘယ်လိုခိုင်းတက်ရမယ်ပေါ့နော်ကိုချေတို့ရဲ့ငယ်ငယ်ကမိဘတွေပြောသလိုပေါ့ဟင်းကမချက်ချင်လို့ဒါနေရမယ်ချက်တက်နေရမယ်သဘောတရားကိုနားလည်နေတဲ့အခါကြလို့ရှင် you know why you know how to think အဲ့ဒါအရေးကြီးအဲ့တော့ဒါတွေကိုသိပြီဆိုလို့ရှိရင်ဒီချေက remind လုပ်ချင်တာကဒီချေတို့ဒီ predictive astrology မှာတော့လွယ်လင့်တကူနားလွယ်အောင်ဒီချေက whole sign နဲ့ပြောင်းပြီးတော့ပြမယ်အဲ့ဒီတုန်းက Placidus system နဲ့သုံးထားတာအဲ့တော့ Placidus မှာကြတော့ရိုး bad chat တစ်ခုကိုကြည့်ရnatal chat တစ်ခုကိုကြည့်ရတဲ့အခါမှာလွယ်ပေမဲ့တိတ်မဆိုးဆိုပေမဲ့အခုတကယ်natal chart ပေါ်မှာ predictive astrology အတွက် transit chart ကိုပါ overlap လုပ်လိုက်တဲ့အခါမှာတော့မျက်စိတွေရှုပ်တော့မှာအဲ့ခါကျတော့ whole sign နဲ့လွယ်တယ်ဒီချေလဲတိုင်းပတ်ပြီးပြီအမှန်ကတော့အဲ့တော့ကိုယ်တိုင် experience ပြီးမှပြောပြတဲ့စကားတွေဖြစ်တဲ့ကြောင့်မလို့ဒီဟာတွေတခြားနားထောင်မှာ prerequisite assumption ကတော့သင်ဟာအခုနားထောင်နေမဲ့ဒီဗီဒီယိုတွေကိုဝယ်ယူနားထောင်မဲ့သူဒီ level 1 astrology basis ကိုသိပြီးသားဖြစ်ရမယ်เนาะ Sun Moon Rising Big 3အနည်းဆုံးတော့သိရမယ် basic knowledge ရှိရမယ်ပြီးလို့ရှိရင်ပို့ပြီးတော့ကောင်းတဲ့ပို့ပြီးတော့နားလည်လွယ်သွားမယ်ကဘယ်လိုမျိုးအချိန်လဲဆိုရင်တချို့တွေ workshop level 2 workshop ကိုနားထောင်သင်ယူထားပြီးသားသို့မဟုတ်အနည်းဆုံးတော့မသင်ယူရသေးဘူးဆိုရင်တော့အနည်းဆုံးတော့ဒီချေ short ဈေးနဲ့ရောင်းပေးမယ် recording လေးတော့နားထောင်ပြီးဒီ workshop ရဲ့ video လေးကိုလူကိုယ်တိုင်မတက်ရောက်နိုင်လို့နားထောင်ထားတဲ့သူတော့ဖြစ်ရမယ်အမှဒီချေတက်လက်စားတဲ့ resource လေးတွေပါတခါတယ်ဝယ်ယူတဲ့လူတွေကို resource လေးတွေပါချက် share ပေးတယ် journal ပေါ့နော် astro journal workshop journal လေးအဲ့ဟာကလေးကဒီချေရေကိုပိုင်း journal မဟုတ်ပါဘူးတင်ယူညွှန်းတမ်းအနေနဲ့တင်ထောက်ကူပစ္စည်းနဲ့ချေသုံးတာမလို့ဆိုတဲ့ဟာကို disclaimer လုပ်ထားပါတယ်ဒီချေတချို့ဟာတွေမှာချေကသဘောတရားကိုမြင်သွားပြီဆိုလို့ရှိရင် resource building ကိုဒီချေတိတ်ပြီးတော့အရင်ကြီးလေဟိုမလုပ်ချင်ဘူးပေါ့နော်အချိန်တအားမလုပ်ချင်တဲ့အရာဆိုမလုပ်ဘူးအဲ့တော့အဲ့ဒါကိုဒီချေဝယ်လိုက်တယ်ဝယ်ထားတဲ့ဟာလေးကတစ်စင်သုံးတယ်အရင်လည်းသုံးတယ်ပါတယ်ဆ iam အနီတာကို credit ပေးပါတယ်နော်ဒီမှာအချင်းတစ်ခုတော့ရှိတယ်တခုခုသူများစီရထားတဲ့ဟာဆိုရင် original creator always respect ပြီးတော့အခုဒီချေတို့တချို့ဒီ level 2ပြီးထားတဲ့သူတွေပေါ့နော်intermediate level ပဲဆိုပါတော့ဒီဥစ္စာက level 1က basic level e-lecture တွေနားထောင်ထားရဲဆိုရင် workshop တက်ထားတဲ့လူက intermediate level တော့တည်သွားတဲ့သဘောလို့ယူဆလို့ရတယ်အဲ့ဒီ intermediate level ပြီးထားပြီးရဲ့အခါမှာကိုရဲ့ natal chart တစ်ခုကိုစူးစမ်းပြီးတော့ဖတ်ကြည့်ထားတယ် interpret လုပ်ကြည့်ထားတယ်ဆိုလို့ရှိရင် astroseek.com မှာတွားပြီးတော့ generate လုပ်တဲ့ video generate လုပ်ပြီးသွားရင်လည်းကိုဘယ်လိုနားလည်အောင်စူးစမ်းရမလဲ chart တစ်ခုကိုဘယ်လိုဖတ်မလဲဒါတွေကိုသိထားဖို့လိုတယ်အဲ့ဒါတွေသိပြီးပြီဟေးဆိုလို့ရှိရင်တော့ဒီချေတို့အခုပြောမယ် predictive astrology ကိုဒီချေတို့ခုအချိန်တန်ပြီအဲ့ဒါသိရင်ဘာတွေသိမလဲဆိုတော့သူ့ရဲ့ main pillar 3ခုရှိတယ်တကယ်ကြည့်မယ်ဆိုအများကြီးခဏပြောလို့ပဲ predictive မှာလည်းအများကြီးပဲဒါပေမဲ့ဒီချေတို့က main pillar 3ခုရှိပါတယ် transit တွေဒါကတော့လူတိုင်းကြားဘူးနေတဲ့စကားလုံးပေါ့နော် transit ဆိုတာဘာလို့လဲဆိုလို့ရှင် planet တွေကသူလက်ရှိမှာသူ့ရဲ့ weather ပေါ့သူကနဲ့သူကိစ္စသူလုပ်နေတာသူခရီးသွားသူတို့ကလည်းခရီးသွားတွေပေါ့နော်အမြဲတမ်းခရီးကအနှေးနဲ့သွားတဲ့လူရှိရဲ့အမြန်နဲ့သွားတဲ့ planet ရှိရဲ့သူ window လေးကပွင့်လိုက်ပိတ်လိုက်ဆိုသူဖြစ်နေတဲ့အချိန်ပေါ့နော်ဒီအချိန်မှာဒီကသူ့လို့သူလုပ်နေတာအဲ့တော့အဲ့ဒီဥစ္စာတော့ကြားဘူးနာပါရရှိပြီးသား transit ဆိုတာ weather of the sky အခုလက်ရှိ the sky ရဲ့ weather retrograde ဖြစ်တဲ့ချိန်တို့ eclipse ဖြစ်တဲ့ချိန်ဆိုတာ weather မှာမှုတွေပြောင်းသွားတဲ့ဟာတွေကိုပြနောက်တစ်ခုကကြတော့ progression လို့ခေါ်တယ်သူတို့ secondary progression လို့လည်းခေါ်တယ်ဒါကကြတော့ဘာလဲဆိုတော့အပေါ်နဲ့မဆိုင်ကိုယ်နဲ့ပဲဆိုင်တယ်အပေါ်ကသူ့လို့သွားတဲ့ဟာရဲ့နောက်မှာကိုက inner evolution တွေကိုပြတယ်ဥပမာဒီချေက example မွေးတုန်းကဒီချေက Sagittarius
moon နဲ့မွေးတယ်ဆိုပေမဲ့ moon လူဆိုတာအသက်အရွယ်ပြောင်းလဲလာတဲ့မြတ် moon moon's inner world ကလည်းပြောင်းလဲလာတယ်ချစ်ချင်းမေတ္တာကိုနားလည်တဲ့လက်ခံတဲ့ပုံစံ value system ညီနှုံးကထားရှိခဲ့တဲ့ belief system ဒါတွေဟာအမြဲတမ်း evolution ဖြစ်နေရမယ်မွေးတော့ကလည်းဒီတိုင်းသေတဲ့အထိလည်းဒီတိုင်းဆိုလို့ရှိရင်ဒီလူတစ်ယောက်အနေနဲ့လူဖြစ်ရှုံးတယ်ဘာလို့လဲဆိုလို့ရှိရင် you didn't have any evolutionary process in here အဲ့တော့ inner evolution တွေကိုကြည့်တဲ့အခါမှာ secondary progression တွေကိုကြည့်တယ်ဥပမာခုနချက်ပြောလို့မွေးတော့ကတော့တစ်ချက်က moon sign က Sagittarius ဆိုပေမဲ့အသက်အရွယ်ရလာနေမြအခုလက်ရှိတစ်ချက်ရဲ့ progressive moon ကရောက်ရှိနေတဲ့နေရာက Gemini ဖြစ်နေတယ်ပြောချင်တာကအရန်ကို curious သိချင်းတက်ချင်းလေ့လာချင်းအသစ်တွေကိုနားလည်ချင်း Gemini ရဲ့ theme တွေဖြစ်တဲ့ curiosity learning information စတဲ့အရာတွေပေါ့နော် activity တွေအဲ့ဒီဘက်ကိုမှုကရအောင်အဲကြောင့်မလို့အခုဆိုရင်အသစ်တွေကိုသင်ယူခြင်း like insatiable ဒါပေမဲ့အဲ့ဒါကတစ်နှစ်မှာ progression တစ်ခုပဲသွားတာဒါ moon ပဲပြောသေးတာကျန်တဲ့ progression တွေလည်းရှိတယ်ဒါပေမဲ့ထားပါတော့ဒါ inner evolution တွေတခါပြီးတော့ solar arc လို့ခေါ်တဲ့ sol ခုနလိုပဲ solar return နဲ့တော့မတူဘူးเนาะ solar return ကြတော့ဥပမာတစ်ချက်ရဲ့အခုဒီတက်ရောက်မွေးနှစ်ဒီခုနှစ်2025စက်တင်ဘာမှာဒီချက်ရဲ့ solar return က Virgo sign ကိုပြန်ရောက်တဲ့ Virgo season ပြန်ရောက်တဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ map solar return ဖြစ်ပေါ်နေတဲ့အချိန် solar arc ကြတော့သူက activation လို့ခေါ်တယ်ဒီအချိန်မှာတွက်ချက်နေလဲရှိတယ်နောက်မှဒီချက်အဲ့ဒါတွေအကုန်လုံးဖြည်းဖြည်းချင်း unpack လုပ်သွားမှာအဲ့တော့ solar arc ပြန်ပြီးတော့ဖြစ်ပေါ်တဲ့အခါမှာအပြင်က weather ကလည်းပြီးတယ် inner က evolution ကလည်း ready ဖြစ်ပြီးဖွင့်နဲ့ပိတ်တဲ့ activation ဖြစ်တဲ့အချိန်ဒီမှာကိုကဒီ solar arc တွေက push လုပ်နေတဲ့အချိန်မှာကိုကဒါကိုလက်ခံနိုင်ရင် predictive astrology မှာဘာနဲ့တူလဲဆိုလို့ရှိရင်တကားတစ်ခုမဟုတ်များစွာသောတကားတွေက open and close သူ့ချိန်နဲ့သူ့ reason နဲ့သူပွင့်နေပိတ်တယ်ပွင့်နေပိတ်တယ်ကိုက inner evolution မရှိနေတဲ့အခါမှာဘလို့ပဲတကားပွင့်မသိမှုနဲ့ပဲနေလိုက်တော့ဩဒါတွေကသူ့လုံးနေငါနဲ့ပါဆိုင်လို့လေအမှန်ဆိုင်နေကိုကဒါမကြောက်ဖ ೇನೆ အဲ့ဒီအပွင့်အပိတ်တကားလေးတွေမှာဖြတ်တန်းသွားနိုင်တဲ့တတိရှိတယ်ဆိုရင်ဘတ်ချက်ချင်းတူရင်တော့အဲ့ဒီ evolutionary process မှာ learn လုပ်သွားတဲ့ပုံမတူတဲ့အခါမှာဒီတကားကိုဖြတ်တန်းသွားဖို့တတိတွေရှိလာမယ်အဲ့ဒီအခါကြလို့ရှိရင် inner evolution ရှိထားတဲ့သူနဲ့မရှိထားတဲ့လူအမှာကွာသွားပြီအဲ့တော့ activation တွေပေးတဲ့အခါမှာ activated ဖြစ်သွားတဲ့လူနဲ့ activated မဖြစ်လိုက်တဲ့သူကွာသွားပါတယ်အဲ့တော့တချို့ကဘာဖြစ်လို့ကံကောင်းလဲဆိုတာအဲ့ဒါ inner evolution လည်းရှိတယ် weather ကလည်း focus ပေးတဲ့အချိန် transiting ဖြစ်နေတဲ့အချိန် activated ဖြစ်တဲ့အချိန်မှာကိုကဒိုင်းဆိုဝင်ချလိုက်တဲ့နိုင်တဲ့လူကအဆင့်ဆင့်ပြောင်းလဲသွားတယ်အဲ့ဒါဒီ predictive astrology ပါအဲ့တော့ prediction ဒီ not just based on what's happening there what's happening in you ကလည်းအရေးကြီးတယ်အဲ့ဒီ in you နဲ့ out there နဲ့ activated ဖြစ်ပြီးတစ်ထပ်တည်းကျ align ဖြစ်သွားတဲ့အခါမှာ you progress so fast okay တချို့နေရာတွေမှာတကားပိတ်နေတဲ့အချိန်မှာထိုင်ဆောင်နေတဲ့အချိန်မှာလည်းခြေဒီနေ့ရေးတဲ့စာလို့ပေါ့ fisherman တယောက်ကပင်လယ်ကိုသွားပြီးငါးမဖမ်းတဲ့အချိန်မုန်တိုင်းကြောင့်ဖြစ်စေနေမကောင်းမကျန်းမာလို့နားတဲ့အချိန်ဖြစ်စေဘလို့ဖြစ်ပေါ့ပင်လယ်ကိုမသွားတဲ့အချိန်မှာဒီငါးဖမ်းသမားဒီသူ့ရဲ့ပိုက်ကွန်ကိုဖာထေးရပါတယ်အဲ့တော့တချို့အချိန်မှာဖာထေးနေချိန်မှာမဖြစ်လာသေးဘူးထိုင်ငုတ်တို့ထိုင်ပြီးတော့ငါမဖမ်းရသေးဘူးငါမရအောင်ထိုင်မကြီးတွားနေဘူးဖာထေးရမယ့်အလုပ်ကိုလုပ်တယ်သူ့အလုပ်သူလုပ်နေတယ်ဒါပေမဲ့လုပ်တဲ့ပုံစံတာမတူတာဒါပေမဲ့ပိုက်ကွန်ကိုဖာထေးမယ်လှေကိုဖာထေးမယ်ဒါတွေဟာ all the preparation process တွေတစ်ခေါက်ထပ်ပြီးတော့ခြေနေပေးလာလို့တကယ်ငါးဖမ်းသမားကငါးပင်လယ်ထဲသွားပြန်ဆင်းတဲ့အခါမှာပိုက်ကွန်ကလည်းခိုင်မာနေမယ်ဝရိယကလည်းရှိနေမယ်အဲ့တော့မှကံကောင်းလိုက်တာမဟုတ်ဘူးအဲ့တော့ငိုတို့ထိုင်နေတဲ့ငါးဖမ်းသမားနဲ့ဖာထေးနေတဲ့ငါးဖမ်းသမားနဲ့ကွာတာပေါ့ပြောချင်တဲ့သဘောက okay အဲ့တော့သဘောတရားလေးတွေနားလည်ပြီဆိုလို့ရှိရင်နောက်ထပ်နည်းနည်းလေးအရေးကြီးတာလေးတွေလည်းရှိသေးတယ်ဒီ predictive astrology framework ထဲမှာဒီချက်က time lot method လေးကိုလည်းသင်ပေးပါမယ် time lot method ဆိုတာကတော့အလွယ်ပြောရရင်ဒီနှစ်မှာကိုယ့်အတွက်
ခိတတစ်နှစ်တာ in charge ခုတစ်ချက်ရဲ့ခုမွေးလာစက်တင်ဘာမှသည်နောက်နှစ်မွေးလာအတွက် temporary in charge ကဘာတူလဲ time lot ကဘာတူလဲဥပမာ Jupiter လား Saturn လား Mars လားအဲ့တော့အမှလည်းဘာကောလဲဆိုတော့ personal planet နဲ့လို့ရမယ်နှစ်လား outer planet တွေနဲ့လို့ရမယ်နှစ်လားကွာသွားမယ် this is the book of the year for you ဒီနှစ်မှာဘာဝတ္ထုရေးမှာလဲဘာအကြောင်းအရာရေးမှာလဲဘာစာအုပ်ရေးမှာလဲအဲ့ဒီမှာ outer planet stacking လို့ခေါ်တဲ့ chapter by chapter လေးတွေ blocking လုပ်သွားတာရှိမယ် personal planet လေးတွေကစာမျက်နှာတစ်မျက်နှာစီမှာဘယ်လိုတွေရေးသားသွားတယ်လဲဆိုတာရှိမယ်ခုနအချက်ပြောခဲ့တဲ့ progress moon timing mood ကရော ready ဖြစ်ရလားဥပမာ moon progress moon က Taurus ဖြစ်နေတဲ့အချိန်မှာလူက just want to enjoy life လေးလံနေအခုတစ်ချက်လိုမျိုးဖလက်ဖြစ်မနေဘူးဆိုလို့ရှိရင်လေ mood the whole mood of the book ကမတူဘူးအဲ့တော့ mood ဒီရေးသွားတဲ့စာအုပ်တအုပ်ရဲ့ mood ကဒီနှစ်မှာဘယ်လို mood နဲ့ရေးမှာလဲလည်းအရင်ရေးကြည့်တယ်တခါပြီးတော့ station window လို့ခေါ်တဲ့ retrograde ဖြစ်တဲ့အချိန်အရေးကြီးသော time block တွေပေါ့နော်ဥပမာ Jupiter retrograde ဆိုအခု17ရက်နိုဝင်ဘာဆိုလာတော့မယ်အဲ့ဒီအချိန်မှာအဲ့ဒီအချိန်ကနေပြီးတော့သူ retrograde မပြီးခင်ကာလဒီဒလွေးငုတ်တို့ကြီးထိုင်ဆောင်နေမှာလားဒါမှမဟုတ်လို့ရှင်အဲ့ဒီ opening closing point turning point တွေမလာခင်ချိန်တွင်းမှာကိုယ့်အတွက်တကယ်အရေးကြီးတဲ့ဟာဘာလဲဆိုတာကိုတိမှုနဲ့ awareness နဲ့ကိုဟာ preparation တွေလုပ်နေမှာလား reflection တွေလုပ်နေမှာလားအရင်ရေးကြည့်သွားပြီအဲ့ဒီမှာလဲ Jupiter retrograde မှာ Jupiter က time lot ဖြစ်တဲ့လူကပိုးပြီးတော့မှအခုလိုချိန်ရေးကြည့်မယ် Mars retrograde ဖြစ်တဲ့ချိန်မှာ Mars time lot ဖြစ်နေတဲ့လူကပို့ပြီးတော့နှစ်ဆပို့အရေးကြည့်မယ်စသဖြင့်ပေါ့ okay အလုံးလုံးနည်းတွေတွေးနည်းတွေသင်ပေးမယ်ပြီးလို့ရှိရင် eclipse portal တွေဖြစ်ပေါ်တဲ့အချိန်ဒါတွေကတော့ teacher တို့ story မှာစာရေးဆရာက plot twist လေးတွေချပေးတဲ့သဘောအဲ့မှာ plot twist ကတခါတလေစာရေးဆရာတော်မှဘာရေးမယ်လို့ကြိုမသိထားတဲ့ turning point plot twist လေးတွေအချိန်ကြတော့မှသိတဲ့ဟာမျိုးစသဖြင့်ပေါ့နော်အဲ့တော့ predictive astrology ကိုဒီချက်သဘောတရားကိုနည်းနည်းလေးကြိုသိအောင်ဒီလောက်ပဲ recording ဒီအမီလေးမှာရက်လိုက်မယ်အဲ့တော့စူးစမ်းမယ်ဒီချက်အတွက် motivation လေးရ Gemini အခု progress moon Gemini ရန်ကိုတင်ချင်နေတာဒီဥစ္စာကိုတင်ပေးချင်နေတာဘာဖြစ်လို့ဆိုတော့အဲ့ time blocking လေးတွေသိမယ် time planet stacking လေးတွေသိမယ် progress moon လေးတွေသိမယ် time lot တွေသိမယ်ဘယ်အချိန်ဘယ် portal ဘာပွင့်တဲ့ခါမှာငါဘာလုပ်မလဲဆိုတာကိုကိုယ့်ဘာသာကိုစဉ်းစားရမယ်ကိုယ့်ဘာသာကိုတွေးနိုင်ဖို့ကိုယ်တိုင်လုပ်နိုင်ဖို့ဒီချက်က apply stage ကိုပဲအမြဲတမ်းဥတည်ပြီးသင်ပေးပါတယ်အဲဆိုတော့တခါရပြီးတယောက်ကိုတစ်နေ့ပြီးတစ်နေ့ဖတ်ပေးရတာတွေကမောလာတော့ရော့အင်းဆိုစာပဲတင်လိုက်တော့မယ်အဲ့တင်ပေးလိုက်တဲ့ဟာကိုလိုက်ယူနိုင်တဲ့လူကတော့ကောင်းတယ်ဘယ်လိုမျိုးလူတွေအတွက်ဒီဟာအရင်အကျိုးရှိမလဲဆိုရင် entrepreneur တွေ business သမားတွေဘယ်အချိန်မှာ business ကို launch လုပ်မလဲဘယ်အချိန်မှာဘာကို portal ပွင့်လို့ငါဘာလုပ်မလဲကိုတည်တည်ချာချာတွေးနိုင်သွားမယ်လို့တစ်ချက်ကတော့ယုံကြည်ပါတယ်အဲ့တော့ဒီအမီးလေးကတော့ဒီချက်အတွက်ဒါအမီးပေးလိုက်တဲ့သဘောပဲတစ်ဖက်မှာလည်းဒီချက်တော်တော်လေးကိုပြောပြချင်နေတဲ့ကြောင့်မလို့အခုဘာမှကိုမှမြင်တဲ့အတိုင်းပဲမပြင်မစင်နဲ့ကိုလှုပ်ထလိုက်တာပါအဲ့တော့ရုပ်ကလေးကိုတော့တင်းကြီးခံပြီးတော့နားထောင်ပေးသူတင်ပါတယ်အဲ့တော့ဒီချေတို့ဒီ predictive ဆိုချိန်မှာဒါတွေပါမယ်ခြေကန်တိပြည့်တွေအနေနဲ့ကတော့ပို့ပြီးတော့တန်ဖိုးရှိမယ်လို့ယုံကြည်ပါတယ်အဲ့တော့မကြမီလာမီမျောပြီးတော့နောက်ထပ်နှစ်ခုဒီချေကြွေးကြံနေတာရှိသေးတယ်ကြွေးကြံနေဆိုတော့ချဲ target လေးလောက်ထားတာပေါ့နော်ဒီနှစ်မကုန်ခင်မှာအဲ human design လေးရဲ့ Destiny Matrix လေးရဲ့ကိုဒီချေပြီးခဲ့တဲ့နှစ်မှာနားထောင်ထားတဲ့သင်ယူထားတဲ့သူတွေအနေနဲ့အသုံးချမဲ့lecture လေးတွေအပိုင်းပိုင်းလေးတွေခွဲပြီးတော့တိတ်တိတ်ချာချာအေးအေးဆေးဆေးလေးရှင်းပြခြင်းတယ်ဒါပေမဲ့ pressure ကြီးနဲ့မလုပ်ချင်တဲ့ကြောင့်မလို့စိတ်ချလက်ရှိလေးစောင့်ပေးပါကျေးဇူးတင်ပါတယ် resource တွေဖြည့်ဖြည့်ချင်းလုပ်ပေးသွားမယ်အဲ့တော့တက်ကလည်းရှင်းပြစရာမလိုဘူးတစ်ချိန်နဲ့အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အဆင်ပြေကြပါစေဒီမှာနေ recording ခဏရပ်ပါပြီရှမ်း